laptop တစ်လုံးပေါ့နော်စဝယ်တဲ့ချိန်မှာကျွန်တော်တို့ PC ဘုံပဲဖြစ်ပေါ့ကျွန်တော်တို့ပါတဲ့ hard disk drive တွေကမူလအစမှာဒီ C drive တစ်ခုတည်းရှိမှာဖြစ်ပါတယ်ပြီးတော့ဒီ C drive ထဲကနေပြီးတော့drive တစ်ကိုဘယ်လိုဖန်တီးလဲဆိုတဲ့အရာလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကdrive ခွဲဖို့အတွက် disk PC ကိုကျွန်တော်တို့ right click နှိပ်လိုက်ပါနှိပ်လိုက်တဲ့အချိန်မှာဒီမှာ box ရေးကြတဲ့ထဲမှာmanage ကိုနှိပ်လိုက်ဖို့လိုပါတယ်ကွန်ပျူတာ management ဆိုတဲ့ box ကြီးကျလာပါလိမ့်မယ်အဲ့ထဲမှာကျွန်တော်တို့တည်းက storage ရဲ့အောက်ကဒီ disk management ကိုနှစ်ချက်စက်တိုင်းclick လိုက်ပါ click လိုက်ရင်ဒါဒီထဲမှာ drive တွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ဒီခွဲမနေရောက်သွားပြီဖြစ်ပါတယ်ဒီထဲကနေခွဲထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့C drive ကိုclick ပြီးတော့ကျွန်တော်တို့right click ကိုနှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီးတော့ရင်ကျွန်တော် box လေးတစ်ခုကျလာပါမယ်အဲ့ထဲမှာကျွန်တော်တို့အောက်ဆုံးကဒီအလေလောက်က shrink box လို့ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးသွားရင်တော့ကျွန်တော်ခဏလေးစောင့်အောင်ပါလိမ့်မယ်ရှင်းစီဆိုတဲ့ဟာလေးကြာလာပြီဆိုရင်အဲ့ box ထဲမှာဒီ total size before shrink ဆိုတာဒီရှင်းမတိုင်ခင်မှာနေရှိတဲ့အမောင်းဟာ9သိန်းကျော်ဒါရှိတာပေါ့နော်အဲ့အနေပြီးတော့သူ available shrink ဆိုတော့ space ဆိုတာသူဖြစ်နိုင်တဲ့ပမာဏကိုလက်ရှိခွဲမယ်ဆိုရင်ဒီအသိန်း1000ကျော်တဲ့ကျွန်တော်တို့ပို့ပြီးခွဲလို့မရဘူးဘာလို့လဲဆိုတော့ C ထဲမှာရှိတဲ့ပမာဏရယ်ကျွန်တော်အသုံးပြုထားတဲ့ပမာဏရယ်ရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ5သိန်းကျော်မှာကျွန်တော်3သိန်းကျော်ပဲခွဲလို့ရမှာဖြစ်ပါတယ်အဲ့မှာဒီ another amount of space shrink ဆိုတာတော့ကျွန်တော်တို့ဒါကျွန်တော်ခွဲချင်တဲ့ amount ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့မှာကျွန်တော်တခုသိဖို့လိုတာကျွန်တော်တကက်မှာကျွန်တော်တို့က1024 megabyte ရှိပါတယ်ကျွန်တော် megabyte ဖွဲ့ပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်5 GB ကိုဥမာနဲ့ခွဲပြမှာဖြစ်တဲ့အတွက်5အမြောက်1024 gigabyte ကိုmegabyte နဲ့မြှောက်လိုက်ပါမယ်မြှောက်လိုက်မယ်ဆိုရင်ကျွန်တော်9120 megabyte ရပါမယ်အဲ့9120ကိုကျွန်တော်ဒီဘောက်လေးမှာရိုက်ထည့်ပေးပါမယ်ရပြီးသွားချိန်မှာကျွန်တော်ဒီ shrink ဆိုတဲ့အရာလေးကိုကျွန်တော်တို့ဆက်ပြီးတော့နှိပ်ပေးလိုက်ပါနောက်ဆောင်ပြီးတဲ့အချိန်မှာဒီမှာ unallocated 5 GB ဆိုတဲ့ဘောက်လေးအနက်ရောင်ဘောက်လေးအနက်ရောင် line နဲ့ဘောက်လေးဒီကျလာပါလိမ့်မယ်ဒါတော့ဒီကျွန်တော်တို့ drive ဒီ PC ထဲမှာunallocated ဖြစ်နေတုံးပဲဖြစ်ပါတယ်ပုံမှာမဟုတ်သေးပါဘူးအဲ့တော့ကျွန်တော်တို့ကဒီကောင်းကိုဒီဘက်လိုအရင်ခွဲပြီးသား drive တွေလိုအပြန် line ဖြစ်သွားအောင်ကျွန်တော်တို့ဒီ drive လေးကို right click ထောက်လိုက်ပါမယ်ထောက်ပြီးွားရင်ကျွန်တော်ဒီ new sample ပေါ်လို့ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးွားရင်ဒီမှာကျွန်တော်ဘောက်တစ်ခုထပ်ကြပါလိမ့်မယ် welcome to the new sample ပေါ်လို့ windsor ဆိုတဲ့ဘောက်မှာကျွန်တော် next ကိုဆက်နှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်နောက်ထပ်က next ကိုဆက်သွားပါမယ်အဲ့မှာကျွန်တော်တို့ assign the following drive letter ဆိုတာကိုထားခြင်းတဲ့ drive ရဲ့အခရာပေါ့နော်အဲ့မှာဘာကိုထားမှာလဲကျွန်တော်ဒီ h ကိုပဲပေးလိုက်ပါမယ်ပြီး next ကိုဆက်နှိပ်ပါမယ်ပြီး next ကိုဆက်သွားပါမယ်ဒါကတော့နောက်ဆုံးဒါ finish ပြီးတဲ့နေရာကိုရောက်သွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒါ new volume ဆိုတဲ့ drive အသစ်တစ်ခုဒါဖြစ်သွားပြီပဲဖြစ်ပါတယ်ဒါတော့ h ပေါ့နော်ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကဒီကောင်းကိုလက်ရှိ disk PC ထဲမှာပြနေမနေကိုကျွန်တော် disk PC တွေကိုဝင်ကြည့်ပါမယ်ဝင်ကြည့်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီဒါကျွန်တော်တို့ဒီ 5GB ပေါ့နော်ဒီ GB က 5GB new volume 8ဆိုတာကိုဒါပြနေမှာပဲဖြစ်ပါတယ်ဒါကိုတွေ့ပြီဆိုရင်တော့ကျွန်တော်တို့ကတကယ်လို့ကိုကဒီကောင်ဒါနမူနာခွဲပြခြင်းဖြစ်ပါတယ်ဒီ drive ကိုမလိုချင်လို့ကိုကပြန်ပြီးဖြတ်မယ်ဆိုရင်ခုနနေရာကိုပြန်သွားဖို့ကွန်ပျူတာ management share ကိုပြန်သွားဖို့လိုပါတယ်အဲ့ထက်မှာကျွန်တော်တို့ကခုန 5GB ရှိတဲ့နေရာလေးမှာအပြာ line လေးဖြစ်နေတဲ့ဟာလေးကိုကျွန်တော်တို့ကdelete ပြန်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ delete လုပ်ဖို့အတွက်ကို delete လုပ်ပြီးတော့ကျွန်တော်တို့ C ထဲမှာပြန်သပေါင်းဖို့အတွက်ကိုပထမဆုံးဒီဖန်တီးထားတဲ့ဒီ 5GB drive ကိုကျွန်တော်တို့က right click ထောက်ပါမယ်ပြီးရင် delete volume လေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးရင်သူကတည်ကြလားဘာလို့လဲဆိုတော့ဒီ drive ကိုဖျက်လိုက်တာနဲ့ဒီ drive ထဲမှာကျွန်တော်တို့ကအချက်လက် data တွေထည့်ထားရဆိုရင်ပြတ်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီလိုမဖြတ်ခင်မှာ
ဒီအချက်လက်တွေကြိုပြီးတော့တခြား drive ကိုပြောင်းထားပေးဖို့လိုအပ်ပါတယ်အဲ့တော့ yes ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ခုနကလိုဒီ drive ကPC ထဲမှာရှိမနေတော့ပါဘူးဒါကျွန်တော်ရှိမနေကိုပြန်ပြီးတော့ဒါ PC တွေကိုတွက်ကြည့်ပါမယ်ဒါဆိုရင်တော့ဒီထဲမှာခုနက H က drive ကမရှိတော့ပါဘူးမရှိတော့တာဖြစ်တယ်ဒါကိုပိတ်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ကဒါ Windows C တွေကနေခွဲထုတ်ထားပြီးတော့ပြန်ပေါင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူ့ခွဲထုတ်ထားတဲ့သူကခွဲထားတဲ့ပင်မခွဲထားတဲ့ drive မှာပြန်ပေါင်းလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့တခြား drive ကိုတော့ပေါင်းလို့ရှိရင်သူက extend board လို့ဒီလို extend board လေးပေါ်မှာမဟုတ်ပါဘူးအဲ့တော့ပြန်ပေါင်းမှုအတွက်ကိုကျွန်တော်တို့ကဒီ extend right click ထောက်ပြီးတော့ဒီ extend board လေးကိုနှိပ်လိုက်ပါမယ်ပြီးရင်ဒါကျိုးစိုးပါတယ်ဗောနော် extend board winset ဆိုတဲ့ board လေးပေါ်လာမယ်ဒါကို next ကိုထပ်သွားပါမယ်ပြီး next ကိုပဲထပ်ပြီးသွားပါမယ်နောက်ဆုံးမှာတော့ကျွန်တော်တို့ကဒါ finish ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ကခုန drive ကကျွန်တော်တို့ဒီ C ထဲမှာပြန်ပေါင်းသွားပြီပဲဖြစ်ပါတယ်ဒီမှာမရှိတော့ပါဘူးဒါရှိချင်းမရှိချင်းကိုအဲ့တော့မရှိတော့ဘူးပြ C ထဲမှာပဲပြန်ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့က PC ထဲကိုတော့ပြန်ကြည့်မယ်ဆိုရင်လည်းခုနအတိုင်းပဲမကြံခဲ့တော့ပါဘူးခုနလိုပဲမရှိတဲ့အတိုင်းပဲအရင် drive တွေပဲရှိနေမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကြည့်ပြီးတော့ကိုယ့်ရဲ့ drive ကိုပြန်ပြီးတော့ခွဲထားခြင်းနဲ့ဆိုရင်ဒီအဆင့်လေးတိုင်းကိုလိုက်လို့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါကိုလိုချင်တဲ့ drive ကိုခွဲလို့ရမှာပဲဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဒါကွန်ပျူတာနဲ့သက်ဆိုင်တဲ့အခြေခံဘုဒ္ဓရာလေးကိုလည်းထပ်ပြီးတော့လေ့လာပြီးတော့တင်ပြပေးတော့မှာဖြစ်ပါတယ်